သုံးပုံကျွဲလာမောင်းမလားနောက်ကညောင်မင်းကြီးလေရအောင်ရာဘူးတွေအိတ်တိခွေးအမွေးတုံးနေခါခဲ့ပြီတကောင်းချက်ကြီးရင်ခတ်ကြီးချက်ကြီးသုံးမှာတွန်းခဲ့ပြီပေါ့မောင်ကြီးမောင်ကျော်ကျော်ကျော်လေမောင်ကျော်တို့မြန်တော့အမြဲတမ်းကြည့်လိုက်ပျော်လို့မလို့လေခေါ်ရမောင်မောင်ကိုတတိယပေးရလားလို့ကိုကွယ်ကိုမောင်မကိုတော့တတိယတော့ဘောနှမလေးကြော်ပါနောက်ခါကျမှမောင်မောင်ကိုအခုမျိုးပြစ်ထောင်းမှာဟုတ်လားမောင်မောင်လည်းမပြစ်ဘူးဟိုရီယာကျက်လေးကိုလည်းချစ်မောင်မကြခင်မှာမောင်မောင်မောင်ကျော်အတပြားရီအများကြီးနဲ့တင်တုံးတော့ပါဗျာမောင်ကျော်ဒီမှာတော့ပါအခုဒီမောင်မောင်ရှားနေပိုင်းကတောင်းကြီးဆိုရဲနဲ့ပေးစားမလို့တဲ့ဟာတောင်းကြီးဒီခွေးမိတ်ဆန်နဲ့မှပေးစားရမယ်လို့ကွာမောင်တောင်းကြီးကိုမရဘူးမောင်လည်းမလို့ချင်ပါဘူးမောင်ဘာဖြစ်လို့လဲတောင်းကြီးတို့တစ်မျိုးလုံးကကာလာတာယောဂါကိုရှိတယ်ဟာအဲ့တောင်းကြီးရဲ့ခွေးမှာဆိုရလေဝဲနေဆိုတာမောင်ရောတကယ်လားတကယ်ဒါဆိုတော့မောင်လည်းမလို့ချင်ပါဘူးအဲ့ဒါကြောင့်မို့လေဘာဆက်လို့မဆိုတော့အခုတော့မောင်ကျော်ခေါ်ပြီးတိုက်နေတာပေါ့မောင်ဘောင်းကြီးနဲ့ဘယ်တော့ပေးစားမှာလဲပကံပွေးတင်ပေးစားမှာတဲ့ပကံပွေးဟုတ်ပြီနောက်ဆိုရင်ပကံပွေးကြီးရဲ့နောက်ဆုံးညမှာမောင်မပကံကျောင်းကိုကြီးအောက်ကနေစောင့်